တော်တော်လေးပြောမယ်သားကအဖေသားကအဖေသားပြီးအာနာသိမ့်နဲ့မင်းဆက်ပေါင်းဟာရာဇဂိုမှာ80ဖြစ်သွားသားကအဖေသားအာနာသိမ့်နဲ့မင်းဆက်ပေါင်းမှတ်တာဘယ်လောက်လဲစခဲ့တာကအပေါင်းသင်မှန်းမှုကစတာနော်အဲ့ဒီမှန်းရွေးတဲ့အပေါင်းသင်မိုင်မဲတဲ့အပေါင်းသင်ကဘယ်သူလဲလို့ဆိုတော့ဒေဝဒတ္တဆိုတဲ့ယဟန်တော်တပါးပဲအဲ့ဒါကြောင့်မင်းတို့တွေတစ်နော်လူလောကလူအဖွဲ့စည်းကြီးထဲမှာအပေါင်းသင်ကိုရွေးတတ်ဖို့လိုမယ်ကိုယ်ဘဝလမ်းကြောင်းကိုနော်အမှောင်လန်းကိုတွန်းပို့မယ်ကောင်းနေကောင်းမတွေကိုရှောင်ပြအောင်ရှောင်တတ်ဖို့လိုမယ်ဒါမှနှစ်ကိုယ်ဘဝလမ်းကြောင်းကိုအလင်းအောင်ရှိရသောတွန်းပို့ပဲနော်မိကောင်းဆွေကောင်းတွေကိုရှာတတ်ဖို့လိုမယ်နောက်တကအပေါင်းအသင်းကဘလောက်ကောင်းကောင်းသူတော်ကောင်းပေါင်းအသင်းရကျင်နိုင်ရဆရာကောင်းသမားကောင်းရကျင်နိုင်ရပတ်ဝန်းကျင်ကောင်းကျင်နိုင်ကောင်းကိုယ်စိတ်ဓာတ်ကညံ့ပြီဆိုရင်ဘယ်တော့မှမကောင်းတော့တတ္တိယကောင်းဖို့ကဘာလို့လဲစိတ်ဓာတ်ကောင်းဖို့လိုတယ်ဗါလေအသေဝနာသပါဠနာပန္တိတာနိသသေဝနာဟုတ်လား not to associate with the fool to associate with the wise နှစ်ခုနော်လူမိုက်ရှောင်းလူကောင်းပေါ့လူမိုက်နဲ့လူဆိုလူမိုက်နဲ့လူကောင်းဒီနေရာမှာများများကြီးမပြောဘူးနော်တစ်လုံးနဲ့ပဲမိမိရဲ့ပတ်ဝန်းကျင်ကိုအမြဲတမ်းဒုက္ခပေးနေတဲ့လူဟာလူမိုက်ပဲမိမိရဲ့အစည်းအရုံးကိုမိမိရဲ့အပေါင်းအသင်းကိုမိမိရဲ့ society ကိုမလုပ်နေတာလေအမြဲတမ်းဒုက္ခပေးနေတဲ့ပုဂ္ဂိုလ်သည်စိတ်ပါလက်ပါဒုက္ခပေးနေတဲ့လူကိုပြောတာနော်အဲ့ဒါဘာလဲလဲလူမိုက်ပဲအဲ့ဒါကြောင့်မင်းတို့ဘုရားရှိခိုးရှိခိုးပန်းကကဆွမ်းကကဘုရားမှာပန်းရည်ကြံစီပြီးကအားဘာလို့ပေါ်ပါဆူတောင်းဆိုတာမင်းတို့တောင်းတယ်ခုနကလည်းတဝက်တစ်ပြက်မှာမင်းတို့ရသွားတာပဲ၄ပါးကပ်၃ပါးနော်6စုတောင်းနေတယ်အဲ့ဒါလောက်ကြီးတောင်းဖို့မလိုဘူးတလုံးနဲ့ပဲတောင်းဤကောင်းမှုကြောင့်ငါသည်ဘေဘဝမှာဘသူကိုမှဒုက္ခမပေးပါရစေနဲ့ဒါပဲတောင်းနားလည်လားပြန်ပြောမယ်ဤကောင်းမှုကြောင့်ငါသည်ဘေဘဝမှာဘသူကိုမှဒုက္ခမပေးပါရစေနဲ့ပြီးပြီဟုတ်လားလူလကဒုက္ခပေးဖို့မွေးတဲ့လူတွေကိုအများကြီးပဲတကဘာလုံးဒဝဒဒုက္ခပေးသွားတာကြည့်လိုက်လေအဇာရဒဒုက္ခပေးသွားတာကြည့်လိုက်ဟုတ်လားအများကြီးရှိလီနင်တို့စတာလင်တို့မူဆိုလိုနီတို့ဟုတ်လားကဘာမှာအချင်းချင်းလူတတ်တဲ့ပုဂ္ဂိုလ်တွေနော်ဟိုဂျပန်ကလည်းဘာဘယင်လဲနာမည်မင်းနေတယ်နော်ဖက်စစ်ဝါဒကိုတည်ထောင်တဲ့ဘယင်မင်းတို့ဒီတဝဲခါဂျပန်ဝင်တဲ့လမ်းကြောင်းပဲဂျပန်လက်အောက်မှာ9နှစ်လောက်နေခဲ့ရတဲ့သေလိုက်တဲ့ဗမာတွေနေကမဟုတ်ဘူးနော်အဲ့ဒါကြောင့်ကမ္ဘာမှာအဲ့လိုလောကကြီးကိုဒုက္ခပေးဖို့နှိပ်စက်ဖို့ညှင်းဆဲဖို့မွေးလာတဲ့လူတွေအများကြီးထဲမှာတွေမပါစေနဲ့ပါအောင်မလားဘာဆုတောင်းမလဲငါသည်ဤကောင်းမှုကြောင့်ဘေဘဝမှာဘသူကိုမှဒုက္ခမပေးမရစေနဲ့ဒီလောက်ဆိုတော်ကောင်းပါလားနိဗ္ဗာန်နေပါလေခဏထားအောင်အဲ့တော့ကောင်းရင်ကိုတော့ကောင်းနေအဲ့တော့ဇာရတစားလို့လည်းမရဘူးအဲ့လိုလည်းမရဘူးအာနာတော့ရတယ်ပါဝါတော့ရတယ်ဘယင်တော့ဖြစ်တယ်အဲ့ဒီဘယင်ဖြစ်ပြီးတော့ခံစားနေတဲ့စည်းစိမ်ကသူ့အတွက်အရသာရှိသေးလားနောင်တကနှိမ့်ဆက်နေပြီဗါလေနောက်တနှိမ့်ဆက်လို့အိမ်မပြောစမ်းမဝင်တော့အစည်းဝေးခေါ်ဝန်ကြီးတွေမတ်ကြီးတွေပါလီမန်စည်းဝေးခေါ်ငါစိတ်ဆင်းရဲကွာဖေသမ်းမိတယ်နောက်စားလို့လည်းမရအေးလို့လည်းမရဘူးအဲ့ဒါငါဒီရင်ထဲမှာခံစားနေရတဲ့ဟိုအင်္ဂလိပ်လိုပြောရင် internet burning အတွဲလှိုက်ပြီးတော့ဘာဖြစ်နေတာလောင်းနေတာနော်အတွဲလိုက်လောင်းနေတဲ့ internet burning ပါဠိလိုပြောရင်အဲ့ဒါကိုသောကခေါ်တယ်ခေါ်လိုက်သောကဆိုရပူဆွေးခြင်းပေါ့
အဲ့ဒါကိုငြိမ်းအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အစည်းအဝေးမှာဝန်ကြီးတွေအမတ်ကြီးတွေကဘုရင်ကြီးကိုအကြံပေးတယ်မင်းကြီးမက္ခလိကောသာလဆရာကြီးထံချင်းကပ်ပါအဲ့ဒီအကြောင်းမင်းတို့မသိဘူးခဏထားဒီပွဲမှာမပြောပုရဏကသဗ္ဗဆရာကြီးထံချင်းကပ်ပါအဇေဒကေသကမ္မလဆရာကြီးထံချင်းကပ်ပါဒီကန္တနာဒဗုဒ္ဓပကုဒကိစ္ဆာနာသင်္ဆရာပိလာဒဗုဒ္ဓဇိဒကေသကမ္မလဝန်ကြီးတွေအမတ်ကြီးတွေကအစည်းအဝေးမှာဘုရင်ကြီးကိုကြံပေးကြတာ6ယောက်ဘုရင်ကြီးစိတ်ထဲမှာအေးချမ်းအောင်ဟောပြောပေးမယ်ဆရာကြီးဘယ်နှယောက်6ယောက်ကိုညွှန်ကြားပြီးတော့အဲ့ဒါချက်ကပါဆိုတော့တယောက်စီသွားလိုက်အဲ့ဒီတယောက်ကဟောလိုက်ဘယင်ကစိတ်ညစ်ပြီးတော့ပြန်လာတယ်မအေးချမ်းဘူးနောက်တယောက်စီသွားလိုက်စိတ်ညစ်ပြီးတော့ပြန်လာတယ်မအေးချမ်းဘူးကိုင်းကွာတပည့်တွေ6ယောက်စီသွားပြီမင်းတို့ဒီနေရာမှာစဉ်းစားအောင်သာရသဘယင်စိတ်ညစ်နေတဲ့ကိစ္စကိုအေးချမ်းအောင်ဘယ်ဆရာသမားများထံချင်းကပ်ရမလဲလို့ဆိုတော့ဝန်ကြီးတွေအမတ်ကြီးတွေကဘုရားစီသွားဗုဒ္ဓစီသွားလို့ပြောတဲ့ပုဂ္ဂိုလ်မရှိဘူးဘယ်သွားခိုင်းဆရာကြီး6ယောက်စလုံးနဲ့တိုးလိုက်မယ်ဒိဋ္ဌိဆရာကြီး6ယောက်ပြောကမ္ဘာဘာသာရေးသမိန်စာအုပ်တွေကတော့ဒိဋ္ဌိဆရာကြီးတွေလို့မရေးဘူးဘာသာရေးခေါင်းဆောင်ကြီး6ယောက်လို့ရေးတယ် 6 religious leader they already born before the Buddha they already has arisen before the Buddha Buddha မပေါ်မီတဲ့ကဒီဆရာကြီး6ယောက်ကပေါ်ပြီးနေဆရာကြီး6ယောက်ဟောထားတာကမင်းတို့မလိုက်မိစ္ဆာဒိဋ္ဌိဝါဒပေါင်း62ပါးကိုအိန္ဒိယမှာဟောတာဘယ်လောက်လဲမိစ္ဆာဝါဒပေါင်းမိစ္ဆာဝါဒ62ပါးနားလည်ကြရင်တစ်လုံးနှလုံးမှတ်စားလူကိုသတ်ချင်တဲ့သတ်ဘာအပြစ်မှမရှိဘူးအဲ့ဒါကိုဇိတဆိုတဲ့လူဟောလူဆိုတာရုပ်တို့ရဲ့အစုပုံကြီးပဲဟဲ့လူဆိုတာအသက်ဒီစိတ်ဝိညာဉ်တွေမစင်စားဘူးလူဆိုတာဘာလဲ a heap of materiality ရုပ်အစုအဝေးကြီးပဲဓာတ်နဲ့ထိုးတဲ့ဆိုပါရပါဆိုဓာတ်ဆိုတာလဲပါတယ်လေရုပ်ကလတ်တို့ဤအစုအဝေးပဲဘာလဲလူလည်းပဲရုပ်တရားဓာတ်ဆိုတာလဲရုပ်တရားလူကိုဓာတ်နဲ့ထိုးတတ်တယ်ဆိုတာရုပ်တစ်ခုတည်းကိုရုပ်တစ်ခုဝင်သွားတာဘာပြစ်မှမရှိဘူးအဲ့ဒါယုံဝါဒဆိုတာအဲ့ဒီတည်းကရှိတယ်နော်ပြောပါပါလား dialectical materialism ဆိုယုံဝါဒဟာဘုရားမပေါ်ခင်ဗုဒ္ဓမပေါ်ခင်ဂျေဇုမပေါ်ခင်မိုဟာမက်မပေါ်ခင်တည်းကပေါ်နေပြီဘယ်မှာပေါ်လဲအိန္ဒိယလေနင်တို့စတာလင်တို့ဆိုတာတော်နောက်ကြတယ်အဲ့ဒါတွေသူတို့ခိုးချအဲ့တော့အဇာရသဘယင်ကအဲ့ဒီလိုဆရာတွေရဲ့တရားတွေကိုနာပြီးတော့စိမ့်နေပြီးတော့ပြန်လာအဲ့ဒါဆိုရင်မင်းတို့တက်ပြီးတော့စဉ်းစားအောင်အဇာရသဘယင်ရဲ့အစည်းအဝေးမှာဒိဋ္ဌိဆရာ6ယောက်စီကိုပို့တော့ဝန်ကြီးတွေအမတ်ကြီးတွေ6အုပ်စုရှိတယ်နော်အဲ့ဒါဆိုရင်ဘယင်ကြီးရဲ့ပတ်ဝန်းကျင်အပေါင်းအသင်းတွေကောင်းရလားအားလုံးလူမိုက်တွေကြီးပဲအဲ့ဒါလို့ society ထဲမှာကြီးပြင်းလာတဲ့ဘယင်ပရိသတ်ရဲ့အဲ့ဒါလောက်အမှားယွင်းတွေကိုလှုပ်တာအဲ့ဒါကြောင့်မင်းတို့တွေအဲ့လို society အဲ့လိုအပေါင်းအသင်းတွေကိုရောက်သွားမှဆိုလို့မင်းတို့အမေများအဖေများကဒီမှာကြောင်းလာပို့ထားတာနော်ဘဝကိုဘာလို့ပို့လဲအလှပြင်ဖို့ပြောဘဝဘာလို့ပို့လဲမင်းတို့ဘဝကိုလှပြင်ဖို့ဓမ္မမှတပါးတခြားမရှိဘူးနော်ဘဝကိုလှပြင်ဖို့ရန်ဘာလဲဓမ္မပဲရှိတယ်တခြားနည်းနဲ့ပြင်လို့တော့မရခုနှစ်ကြိမ်ရှိသွားပြီ
ဗုဒ္ဓရှိသွားပါလို့ညွှန်ကြားတာဘယ်နှချိန်မြောက်မှခုနှစ်ချိန်မြောက်မှဗုဒ္ဓရှိသွားဖို့လမ်းညွှန်တဲ့လူတယောက်ပဲရတယ်နော်မိစ္ဆာဒိဋ္ဌိလမ်းကြောင်းကိုတွန်းပို့တဲ့အစည်းအဝေးကဘယ်နှချိန်ဖြစ်ခဲ့အဲ့ဒါကြောင့်မင်းတို့တွေကိုဘုန်းကြီးကျောင်းပို့တဲ့အချိန်ဟာခုတစ်နှစ်မှတစ်ချိန်ပဲတစ်နှစ်လုံးကြံတဲ့အချိန်နဲ့မင်းတို့ပဲသွားနေတယ်လေကိုယ့်ကိုယ်စဉ်းစားနော်အဲ့ဒါဇာရသဘယင်ကခုနှစ်ကြိမ်မြောက်ကြရမှဇီဝကကဘုရားစီသွားတော်အောင်ပြောရောက်သွားတယ်မြတ်စွာဘုရားနဲ့တွေ့တယ်တွေ့တော့မြတ်စွာဘုရားကိုယ်တော်မြတ်ကသူသောကရောက်တဲ့အကြောင်းလျှောက်တယ်သောကပြတ်အောင်ဟောပေးပါလို့ဆိုတယ်ဘုရားကသုံးလုံးနဲ့ဟောတယ်မတ္တယသီလရဲ့သမာဓိရဲ့ပညာပြောသီလနော်အဲ့ဒါခရိုက်တာပဲကိုချင်းတရားပဲခရိုက်တာကိုချင်းတရားဆိုတာမင်းတို့နှလုံးနဲ့ပြောမယ်မှတ်ထား not to do any evil so that not to do any evil အဲ့လိုဆိုမကောင်းမှုမှန်သမျှမပြုနဲ့အဲ့ဒါသီလနောက်ဒုတိယသီလက not to speak any evil ပြော not to speak any evil မကောင်းတဲ့စကားဘယ်တော့မှမပြောနဲ့မကောင်းမှုကိုမပြုနဲ့မကောင်းတဲ့စကားကိုမပြောနဲ့အဲ့ဒါအကျယ်ချက်ပြီးတော့မင်းတို့ကိုသင်္นานပို့ချဖို့ကောင်းတယ်ဒါပေမဲ့ငါသတ်မှတ်တဲ့အချိန်ကပြည့်သွားပြီအဲ့လောက်ပဲမှတ်တာပြန်ပြောနှလုံးသီလဆိုတာဘာလဲ not to do any evil ဘာမှလို့မကောင်းမှုမှန်သမျှမပြုနဲ့နောက်တစ်ချက်ပြော not to speak any evil မကောင်းတဲ့စကားကိုမပြောနဲ့အဲ့ဒါကိုသီလဗုဒ္ဓစကားမင်းတို့အင်္ဂလိပ်လိုပြောရင်အဲ့ဒါ character ကိုချင်းတရားဆိုတာအဲ့ဒါလောက်ပဲနောက်တကနံပါတ်2ကပါတယ်လဲဆို not to think any evil ဆိုတော့ think ဆိုတာတွေးတာ THNK think တွေးတာမကောင်းတာတွေမတွေးနဲ့အဲ့ဒါကစိတ်စည်းကမ်းกว่าနော်အတွေးကိုစည်းကမ်းတကြထိမ့်ပြီးတာ not to think any evil မကောင်းမှုမပြုနဲ့မကောင်းတဲ့စကားမပြောနဲ့မကောင်းတဲ့အတွေးတွေကိုမတွေးနဲ့မကောင်းတဲ့အကောင်ဘာလဲဆိုတာကိုမင်းတို့ဆရာတော်တွေဆက်လက်သင်လိုက်မယ်အဲ့တော့ဒီသုံးလုံးဟာအဲ့ဒါဂရိတ္တကိုချင်းတရားဆိုတာအဲ့ဒါနောက်ဟောဘက်ကြတော့မှဘာလာလဲလို့ဆိုတော့ wisdom ပညာနောက်တစ်ခုကဘာလဲပညာပါဠိလိုပြောပညာကိုအင်္ဂလိပ်လိုပြောတော့ wisdom နဲ့ခဲ့ရင် education ဟုတ်လားအဲ့တော့ရခါမလူတွေကကိုချင်းတရားကောင်းတဲ့ပညာမတတ်ဘူးလောကမှာမင်းတို့ကြည့်ကြည့်တချို့အကျင့်သိကောင်းတဲ့သူတော်ကောင်းကြီးတွေပညာမတတ်ဘူးတချို့ကြတော့ပညာသိတတ်တယ်သိအချင်းရုပ်တယ်လူမိုက်တယ်ပညာသာတတ်၍အချင်းပြည့်ရင်အဲ့ဒီပုဂ္ဂိုလ်ကောင်းပါမလားအကျင့်သာကောင်းပြီးတော့ပညာမဲ့ရင်တော့ဒီပုဂ္ဂိုလ်သုံးဝင်အောင်မလားနှစ်ခုစုံရမယ်အကျင့်လည်းကောင်းရမယ်ပညာလည်းတတ်မင်းတို့ခြေတော့သာကောင်းပြီးတော့မျက်လုံးကန်းနေရင်ဘယ်ကိုသွားနိုင်သေးလဲကန်းနေပြီလေသွားချင်တော့သွားမယ်လမ်းမကြီးသွားနေမှာပဲနော်မျက်လုံးတော့ကောင်းပါတယ်တဲ့ခြေတော့ပြတ်နေရင်ကောဟာလားလမ်းမှန်တော့ကိုရွေးရတယ်ခြေပြတ်နေတဲ့အတွက်ကြောင့်သွားနိုင်သေးတာကိုချင်းတရားဆိုတာလူခြေတော့กว่าပြောကိုချင်းတရားဆိုတာ character is a food of a man နော်ကိုချင်းတရားကမင်းတို့ဘဝရဲ့ခြေတော့အလုံးအောက်ခြေမပြတ်စေနဲ့နော်ပညာဆိုတာလူသားတွေရဲ့မျက်လုံးกว่าပညာကwisdom education is your eye of wisdom your eye အဲ့တော့ပညာမဲ့ရင်အကမ်းပဲအကျင့်ပြည့်ရင်ခြေပြတ်တယ်ပ
မြတ်စွာဘုရားကသီလသမာဓိပညာဒါပဲ